င်္ဂလာပါဆရာဒေါက်တာဆိုင်းမြတ်သူပါဒီနေ့မှာတော့ဆရာတို့ကလေးမိဘတွေနဲ့လည်းမစိမ့်နဲ့เนาะကလေးတွေအတွက်လည်းအိမ်မှာအမြဲတမ်းအဆောင်လေးတစ်ခုထားတဲ့အရာဝတ္ထုလေးတစ်ခုနဲ့ဆရာမိတ်ဆက်ပေးပါမယ်အဲ့ဒါတော့ဆရာတို့ကလေးတွေနှာစီးနှာပိတ်ရင်သုံးတယ်ဆရာတို့နှာခေါင်းအဆက်ချဆေးလေးပေါ့เนาะဒါလေးတွေကကြတော့ဒါဆရာတို့အလွယ်ခေါ်ရင်တော့စားရည်အဆက်ချဆေးလေးတွေလို့ခေါ်တာပေါ့เนาะအဲ့တော့ဆရာတို့ဘာဖြစ်လို့ဒါလေးတွေကိုအဆောင်အနေနဲ့အိမ်မှာထားတင်တယ်လဲပေါ့เนาะအဲ့တော့အခုဒါဆရာတို့မိုးရာသီဆောင်းရာသီအဝင်လေးတွေเนาะဆောင်းကုန်ကနီးလေးတွေဒီချိန်လေးတွေမှာကလေးတွေကနှာစီးတာနှာပိတ်တာတအားဖြစ်တတ်ကြတယ်နော်လာသားကလေးတွေဆိုရင်ပိုးပြီးတော့မှပဲဒါပို့ပြီးတော့ susceptible ဖြစ်တဲ့ခေါ်တာပေါ့နော်ပို့ပြီးထိခိုက်လွယ်တဲ့အရွယ်လေးတွေဖြစ်တဲ့အတွက်ဒီအရွယ်လေးတွေမှာလည်းဆရာတို့အရန်နှာခေါင်းပိတ်တတ်ပါတယ်နှာခေါင်းပိတ်ပြီးနှာစီးပြီးဆိုရင်ကလေးမိဘတွေကငယ်လွန်းတဲ့အခါကျတော့ကလေးတွေကိုဆေးရလည်းအရန်မတိုက်ရဲဘူးဘာလို့ပေးရမှန်းလည်းမသိဘူးဖြစ်တတ်ကြတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါဆရာတို့ကနှာပိတ်လို့ရှိရင်ဆေးတိုက်တာအပြင်လုပ်ပေးလို့ရတဲ့အနေနဲ့ကနှာခေါင်းကိုဆရာတို့အဆက်ချတဲ့အဆက်ချဆေးလေးထည့်ပေးလို့ရပါတယ်ဒီနေရာမှာဆရာတို့ကငယ်လုံးတဲ့ကလေးတွေကိုကြတော့ကလေးကြီးတွေမှာသုံးတဲ့ပေါ့နော်ဆေး formula နဲ့ chemical လောက်ထားတဲ့ဆေးဒီအဆက်ချဆေးလေးတွေအစားဒီလိုတဘာဝကျတဲ့စားရည်အဆက်ချလေးတွေသုံးပြီးတဲ့အခါကျတော့ကလေးအတွက်လည်းပိုးပြီးတော့ဆရာတို့အဆင်ပြေတယ်အန္တရာယ်လည်းကင်းတယ်နော်ဘေးဥပတ်လည်းကင်းတာပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာတို့စားရည်အဆက်ချဆေးသုံးတာတော့ဟုတ်ပြီဘယ်လိုသုံးကြမလဲပေါ့နော်မိဘတွေအနေနဲ့ကတချို့မိဘတွေကသုံးတော့သုံးတယ်တိတိကျကျသုံးပုံသုံးနည်းမသိတာသိတယ်လို့တော့ရှိတယ်ဒါပေမဲ့မလုပ်ရဲကြတာလေးတွေရှိတဲ့အတွက်ဆရာဒီနေ့အစင်ကလေးတွေနဲ့เนาะတစင်ချင်းစီနဲ့ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်เนาะအဲ့တော့ဆရာတို့အရင်ဆုံးဒါစားရည်အဆက်ချဆေးနှာခေါင်းဆက်ချဆေးလေးပေါ့เนาะအဲ့တော့သုံးမယ်ဆိုလို့ရှိရင်ဒါအတွဲလေးဆိုတော့ဒါတစ်ခုချင်းစီလေးယူရမှာပေါ့เนาะအဲ့တော့ဆရာတို့စားရည်အဆက်ချဆေးလေးကိုယူပြီးတော့ဖွင့်တဲ့အခါကျဒီလိုလေး twist လုပ်ပြီးတော့ဖွင့်လိုက်ရုံပဲเนาะဖွင့်ပြီးရင်ဆရာတို့ပြန်ပိတ်တဲ့အခါသူ့ရဲ့ဒီထိတ်ကလေးပေါ့နော်အစဒီလိုရှိနေတဲ့ထိတ်ကလေးကိုဒီလိုလေးဖြောင်းမြန်လေးပြန်ပိတ်လို့ရတယ်เนาะအဲ့ဒါဆိုရင်တခါတည်းပိတ်ပြီးသားလေးဖြစ်သွားတာပေါ့เนาะအဲ့တော့အဆက်ချတဲ့အခါကျရင်ဆရာတို့ကကလေးရဲ့နှာခေါင်းတစ်ဖက်တစ်ချက်စီပေါ့နော်နှစ်ဖက်စလုံးကိုအဆက်ချပါမယ်ဆရာတို့1 2 3 30လောက်ထိရတယ်နောက်တစ်ဖက်1 2 3 30လောက်ထိရတယ်เนาะအဲ့တော့ဆရာတို့အဲ့လိုအဆက်ချပေးပါချပြီးရင်ကလေးကိုချက်ချင်းပြန်မမှတ်နဲ့အောင်ပေါ့เนาะကလေးကိုနှာခေါင်းထဲကိုအဆက်ကလေးအရေးလေးတီးတီးချာချာလေးဝင်တဲ့အချိန်ကလေးထိစောင့်လိုက်เนาะအဲ့တော့6စက္ကန့်9စက္ကန့်10စက္ကန့်စောင့်ပြီးပြီဆိုလို့ရှိရင်ပြီးမှဆရာတို့ပြန်ပြီးတော့ထောင်ပေးလိုက်အဲ့ဒီခါကြလို့ရှိရင်ကလေးကနှာခေါင်းထဲမှာဒီနှက်ရည်နဲ့ဒီဆေးရည်လေးနဲ့ရောပြီးတော့ပျော်ကြတာတဲ့ဟာလေးတွေကိုပြန်ပြီးတော့တုပ်ပေးညှစ်ပေးလို့ရတာပေါ့เนาะအဲ့တော့ဒါကတော့ဆရာတို့သုံးပုံသုံးနည်းလေးကတော့ဒီလိုသုံးတယ်တချို့ကြတော့လဲမရဲတရဲလေးနဲ့เนาะတစ်ဆက်ကိုမပြည့်တပြည့်လေးချလိုက်ပြီးတော့ချက်ချင်းပြန်ထောင်လိုက်တဲ့အခါကျတော့ကလေးနှာခေါင်းထဲတောင်ကောင်းကောင်းမဝင်ဘူးဘာအာနိသင်မှမရှိဘူးဖြစ်တတ်တယ်နောက်တစ်ခုကလေးအမေတွေအမှတ်မှားတတ်ကြတာဒီပလင်းထဲမှာအရေးကများပါတယ်လीเนาะဆရာတို့ကအဆက်ချတဲ့အခါကျတော့အဆက်က30စီလောက်ပဲချတယ်ဒါတနေ့ကုန်မှဆရာတို့က4က5က6ကဒီလောက်ပဲချတဲ့အခါကျတော့ပိုးပြီးကြံခဲ့တတ်တယ်အဲ့ပူကြံခဲ့တဲ့ဟာလေးကိုဒါဆရာတို့က24နာရီဒီအဖုံးဖွင့်ပြီး24နာရီကြော်ပြီးဆိုရင်ပြစ်လိုက်တော့ discard လုပ်လိုက်တော့73လို့မရတော့ဘူးအဲ့ချိန်ကျရင်ဆရာတို့ကနောက်တစ်တောင်းထပ်ပြီးတော့ယူပြီးတော့နောက်တစ်တောင်းဖောက်အသစ်သုံးဖို့လိုအပ်တယ်เนาะဆိုတော့ဒီလိုလေးလုပ်ပြီးမှကလေးအတွက်ကတကယ်ထိထိရောက်ရောက်ဖြစ်မှာပါအဲ့တော့ဆရာတို့အနေနဲ့လေကလေးကိုနှာခေါင်းအဆက်ချတဲ့ပုံစံအဆင့်ဆင့်လေးရတော့ဒီလိုသွားပါတယ်ဒါအပြင်ဆရာတို့နှာခေါင်းအဆက်ချတာအပြင်တခြားကလေးရဲ့တန်ရှင်းရေးပိုင်းဆိုင်ရာတွေမှာလည်းဒီဆေးကလေးကအများကြီးသုံးလို့ရတာလေးတွေရှိသေးတယ်เนาะအဲ့တော့ဒါကတော့ဆရာတို့အန်နီယကင်းကင်းနဲ့ကလေးကိုနှာခေါင်းအဆက်ချပြီးလို့လည်းရတယ်เนาะကလေးအတွက်လည်းခံစားရတာဝေဒနာခံစားရတာဆေးကြောင့်မလို့တစ်ခုခုဖြစ်တာတွေဘာမှမရှိတဲ့เนาะဘေးဥပတ်လည်းမရှိတဲ့ဆေးလေးဖြစ်တဲ့အတွက်အိမ်မှာစောင့်ထားတဲ့ဆေးလေးတစ်ခုအနေနဲ့ဒါဆရာဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်เนาะဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးကြတယ်တသားမိမိတို့ရဲ့မိခင်ဖခင်တို့ကိုကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ်လည်းအကျိုးရှိတဲ့ဗီဒီယိုတွေဆက်ပြီးတော့တင်ပေးသွားအောင်ပါဆရာဒေါက်တာဆိုင်းမြတ်သူပါ